ကမ္ဘာကြီးဆုံးအင်ပါယာတောင်မအောင်နိုင်ခဲ့တဲ့မြန်မာပြည်တရုတ်ရုရှားပါရှားဥရောပအထိတနိုင်ငံပြီးတနိုင်ငံသိမ်းပိုက်ခဲ့တဲ့ကမ္ဘာအကြီးဆုံးအင်ပါယာမွန်ဂိုလီးယားဒါပေမဲ့အဲ့ဒီမွန်ဂိုလီးယားတောင်မြန်မာပြည်ကိုအပြည့်အဝမသိမ်းနိုင်ခဲ့ဘူးဆိုတာတင်သိလားဒီနေ့ဒီဗီဒီယိုမှာမွန်ဂိုလီးယားဘယ်လောက်ကြီးလဲဘာကြောင့်မြန်မာပြည်ကိုတိုက်ပြီးမအောင်နိုင်ခဲ့လဲတမိုင်းတိုင်းပြောပြပေးသွားပါမယ်မောင်ဂိုလီးယားအင်ပါယာဘယ်လောက်ကြီးလဲ13ရာစုမှာဂင်ဂစ်ခန်းနဲ့တူသားမြေတွေတည်ထောင်ခဲ့တဲ့မွန်ဂိုလီးယားအင်ပါယာဟာကမ္ဘာသမိုင်းထဲမှာအကြီးဆုံးဖြစ်ပြီးမြေဧရိယာမှာအာရှဥရောပအလဲအာရှထိအစိတ်ပိုင်းများလူဦးရေတန်းရာနဲ့ချီအုပ်ချုပ်နိုင်ခဲ့တရုတ်ကို Yuan Dynasty အဖြစ်အုပ်ချုပ်ရုရှားကို Golden Horde အဖြစ်ထိန်းချုပ်ပါရှားအာဖဂန်နစ္စတန်ကိုပါသိမ်းယူနိုင်ခဲ့ပါတယ်အဲ့ဒီအချိန်မှာမွန်ဂိုလီးယားမအောင်နိုင်တဲ့နိုင်ငံမရှိသလောက်လို့တောင်ပြောကြပါတယ်ဒါဆိုမြန်မာပြည်ကိုဘာကြောင့်တိုက်လာခဲ့လဲ13ရာစုအတွင်းမွန်ဂိုလီးယားဘက်ကကူးဘလေးခန်းဟာတောင်ဘက်အာရှကိုချက်ထွင်လိုက်ပါတယ်အဲ့ဒီအချိန်မြန်မာပြည်မှာတော့ပကံခေတ်နောက်ပိုင်းအာဏာစက်တင်အားနည်းနေတဲ့ကာလပါမွန်ဂိုလီးယားအခွန်တန်တမန်တောင်းတဲ့ပကံဘက်သဘောမတူဘူးအဲ့ဒီကနေစစ်ပွဲစတင်ခဲ့တာပါမြန်မာမွန်ဂိုလီးယားစစ်ပွဲသမိုင်းထဲမှာအဓိကတိုက်ပွဲတွေကတော့1289ခုနှစ်ငကရောင်တိုက်ပွဲရှမ်းပြည်နယ်ဘက်1283ခုနှစ်1289ခုနှစ်မှာမွန်ဂိုလီးယားတောင်ဘက်ဆင်းမွန်ဂိုလီးယားစစ်တပ်ဟာမြင်းစီလေးပြည့်စစ်တပ်ဖြစ်ပြီးအလွန်မြန်ဆန်ပါတယ်ဒါပေမဲ့ပကံမြို့ကိုတော့အပြေးအဝမသိမ်းနိုင်ခဲ့ပါဘူး။ဘာကြောင့်မွန်ဂိုလီးယားမအောင်နိုင်ခဲ့လဲ။နံပါတ်1ရာသီဥတုမြေပြင်မြန်မာဒေသပူဆိုမှုမိုးများမှုတောတောင်ထူထပ်မှုမြင်းစီစစ်တပ်တွေအတွက်အဆင်မပြေ။နံပါတ်2စင်စစ်တပ်မြန်မာဘက်မှာစစ်စင်တပ်မြင်းတွေကစင်ကိုကြောက်တယ်။မွန်ဂိုလီးယားစစ်ဗျူဟာအလုံးမလုံးတော့နံပါတ်3ထောက်ပံ့ရေးပြဿနာအစားအစာမြင်းအစာလမ်းကြောင်းရှည်လျားနံပါတ်4မွန်ဂိုလီးယားဘက်ကအရေးကြီးပြဿနာများဖြစ်ပေါ်လာမှုတရုတ်ဘက်မှပုံကံမှုအင်ပါယာအတွင်းအာဏာရေးပြဿနာတာကြောင့်မြန်မာပြည်ကိုအင်ပါယာဖြစ်အုပ်ချုပ်ဖို့မဖြစ်နိုင်ခဲ့ပါဘူးဒါပေမဲ့ပကံကတော့ဘာဖြစ်သွားလဲမွန်ဂိုလီးယားကအပြည့်အဝမသိမ်းနိုင်ခဲ့ပေမဲ့ပကံအင်ပါယာဟာအားနည်းသွားပါတယ်ဒေသခံအာဏာရှင်တွေပုံကံလာနောက်ပိုင်းမှာပကံပြိုကွဲသွားပါတယ်ဒါဟာမွန်ဂိုလီးယားကြောင့်သာမဟုတ်ဖက်ပြည်တွင်းရေးပြဿနာတွေကြောင့်လည်းဖြစ်ပါတယ်